ရင်နွေးအိုးကိုထိုင်းလို့กาต้มน้ำกาต้มน้ำလျှက်စေရင်နွေးအိုးกาต้มน้ำไฟฟ้ากาต้มน้ำไฟฟ้าဓာတ်ဘူးကိုထိုင်းလို့กระติกน้ำร้อนกระติกน้ำร้อนဒီနေရာမှာกระติกน้ำဆိုပြီးတော့လည်းသုံးလို့ရပါတယ်ရေဘူးกระบอกน้ำกระบอกน้ำဒီလိုခွက်လေးနဲ့ဆိုရင်တော့แก้วเยติแก้วเยติကော်ဖီတွေလက်ဖက်ခြောက်တွေထည့်တဲ့ဘူးကိုกระปุกกาแฟဒါမှမဟုတ်กระปุกใบชากระปุกกาแฟกระปุกใบชาဒီလိုချိန်တွယ်ခွက်ကိုတော့ถ้วยตวงဒါမှမဟုတ်แก้วตวงถ้วยตวงแก้วตวงဒီလိုစီချိန်တွယ်ခွက်ကိုกรวยตวงน้ำมันกรวยตวงน้ำมันဒီလိုค็อกเทลဒါမှမဟုတ်အရက်တွေချိန်တွယ်ခွက်ကိုတော့ที่ตวงที่ตวง